မပါဇက်ကစားရမယ့်ထဲမှာငချင်ရလက်ထိတ်ဆုံးပါပါတယ်အိမ်လွမ်းစားတစ်ခုလည်းဖြစ်တဲ့အပြင်ပတ်စံရှိတိုင်းဝယ်စားလို့မရတဲ့ငချင်ကိုဘလို့လွယ်လွယ်ကူကူလုပ်လို့ရလဲဆိုတာပြပေးထားပါတယ်ငါ့ကိုတော့မိမိကြိုက်နေတဲ့ရာငါ့ကိုအသုံးပြုနိုင်ပါတယ်ကျမကတော့အိမ်မှာအစင်သိရှိတဲ့ငကုန်းချက်ကိုပဲအသုံးပြုပြီးတော့လုပ်လိုက်ပါတယ်ပထမဆုံးအနေနဲ့ငါ့ကိုအတုံးသေးသေးလေးတွေတုံးစားနဲ့နယ်ပြီးတော့2နာရီလောက်နှက်ပေးထားလိုက်ပါတယ်ငါ့ကို2နာရီလောက်နှက်ပြီးသွားတဲ့အချိန်မှာဒီလိုမျိုးတောင်းတောင်းလေးဖြစ်သွားပါပြီပြီးရင်တော့ထမင်းချမ်းထဲစားနည်းနည်းထည့်ပြီးတော့စီးပိုင်နေအောင်နယ်ပေးထားလိုက်ပါမယ်ငချင်သိပ်တာထမင်းချမ်းနဲ့ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ကျမကတော့ထမင်းချမ်းမရှိလို့နေ့လျက်ချက်ထားတဲ့ထမင်းနဲ့ပဲသိပ်လိုက်ပါတယ်ရှင်ဒီငချင်သိပ်နီးကအရန်လွယ်ကူပြီးတော့စားကောင်းတာမို့လို့ကျမအမြဲတမ်းသိပ်စားဖြစ်တဲ့သိပ်နီးလေးပေါ့နော်ငါးနဲ့ထမင်းနဲ့နေထားတာတွေကိုပလတ်စတစ်ထဲထည့်ပြီးတော့အပေါက်ပေါက်လေးတွေဖြစ်သွားအောင်အပေါ်ကနေခရင်လေးနဲ့ဖောက်ပေးထားလိုက်ပါတယ်ပြီးရင်တော့အလူမီနီယံနဲ့နှစ်ထပ်ပတ်ပြီးတော့မှ4ရက်လောက်ထားလိုက်ရင်တော့ငချင်ကစားလို့ရပါပြီ။ဒါဒီဥတုပူတဲ့အချိန်တွေဆိုရင်တော့3ရက်လောက်နဲ့ချင်ပါတယ်။ဒါကတော့4ရက်မြောက်ကျမရဲ့ငချင်ချင်သွားတဲ့အနေထားလေးပါရှင်။ထုပ်နဲ့စားလို့ရမ်းကောင်းပါတယ်။ပကိုးငချင်လေးတိုင်းပဲ။ငချင်ကြော်ဖို့အတွက်ကျက်သွန်ဖြူငရုတ်သီးစိမ်းနနံပင်တို့ထောင်းထားတာတွေကိုအရင်ဆုံးစီတက်ပေးလိုက်ပါတယ်။စီတက်ထားတာတွေနွမ်းလာပြီဆိုရင်တော့နနွင်းနဲ့ငရုတ်သီးရောင်တင်မုံထည့်ငချင်ထည့်ကြော်လိုက်လို့ရပါပြီ။ငချင်ကစားပါပြီးသားဖြစ်တဲ့အတွက်စားကိုတော့ထပ်မထည့်တော့ပါဘူး။ငရုတ်ကောင်းကလည်းထည့်ဖို့မိသွားလို့ကျမမထည့်လိုက်ရပါဘူး။ငရုတ်ကောင်းမပါပေမဲ့လည်းကျမရဲ့ငချင်လေးကအရန်စားလို့ကောင်းပါတယ်။ငကွန်းချက်ငါကောင်းတာလည်းပါလိမ့်မယ်ထင်တယ်။ထုပ်နဲ့ငဖဲချင်းလေးစားနေရတဲ့အတိုင်းပဲ။ကြော်ပြီးရေခဲတက်တာတင်ထားလိုက်မယ်ဆိုရင်တစ်ပတ်လောက်တော့စားလို့လောက်ပါတယ်။မင်းပူပူလေးနဲ့စားဖို့အတွက်ကိုယ်တိုင်းစိုက်ထားတဲ့နနံပင်နဲ့ငချင်ကိုမွေးမွေးလေးတုပ်ပါမယ်ရှင်။ရှင်တုပ်ဖို့အတွက်ကျက်သွန်ဖြူကျက်သွန်ဒီပပလေးထားတာကိုထည့်တယ်။ရမ်းချင်ဒီငရုတ်သီးစိမ်းကျက်သွန်မိန်နဲ့နနံပင်တို့ကိုလည်းထည့်တုပ်ပါမယ်။ပြီးရင်ငရုတ်ကောင်းလေးဖြူတန်လွင်စီလေးဆန်းပြီးတော့တေချာသမအောင်နဲ့ပေးထားလိုက်ပါမယ်။အမျိုးမတုပ်စားဘူးတဲ့ရင်တစ်ခါလောက်တော့တုပ်စားကြည့်လိုက်ပါကြိုက်သွားမယ်လို့အာမခံပါတယ်။ရေနွေးချမ်းလေးတစ်ခွက်နဲ့ထမင်းပူပူလေးနဲ့သာဆိုရင်တခြားဟင်းတောင်မလိုတော့ပါဘူး။